လူသားသမိုင်းတွင်တိုးတက်မှုအမြင့်ဆုံးအဆင့်တစ်ခုကိုပြရမယ်ဆိုရင်အဲ့ဒါကတော့ J-Kit ဆိုတဲ့ Bronze Age ပဲဖြစ်ပါတယ်။ကျောက်ခေတ် Stone Age ကနေဗဟိုအာရှအရှေ့အလယ်ပိုင်းနဲ့ဥရောပတစ်ဆက်လုံးထဲမှာသုံးချမှုအများဆုံးဖြစ်လာခဲ့တဲ့ကြေးကိုသုံးလောင်းမှုစတင်ပြီးပေါ်ထွက်လာခဲ့တဲ့ခေတ်ပဲဖြစ်ပါတယ်။ဒီခေတ်ဟာလူသားဘဝကိုတကယ်ကိုမှအကြီးမားဆုံးပြောင်းလဲပေးခဲ့ပြီးယနေ့ခေတ်ယဉ်ကျေးမှုအခြေခံကိုတည်ဆောက်ပေးခဲ့တာပါ။ဆိုတော့ကြေးခေတ်အကြောင်းမပြောခင်အရင်ဗီဒီယိုမှာပြောခဲ့တဲ့ကျောက်ခေတ်အကြောင်းလေးနည်းနည်းပြန်ပြောကြည့်ရအောင်။မပြောခင်သမိုင်းနဲ့စိတ်ဝင်စားစရာအကြောင်းအရာများကိုတင်ဆက်ပေးနေတာဖြစ်လို့ channel လေးကို follow လုပ်ထားကြပါအောင်နော်။အဲ့ဒီခေတ်မှာတော့လူသားတွေဟာကြောက်တုံးတွေကိုလက်နက်လုပ်ပြီးတရိတ်ဆန်တွေကိုအမဲလိုက်ကရှာဖွေစားတောက်နေထိုင်ခဲ့ကြပြီးဂူတွေထဲမှာပဲအုပ်စုလိုက်နေထိုင်ကြတာပဲဖြစ်ပါတယ်။ဒီပြည့်နဲ့ Stone Age အချိန်ကလူတွေဟာစိုက်ပျိုးရေးနည်းလမ်းတွေကိုတည်ထွင်သုံးစွဲလာတယ်။တရိတ်ဆန်တွေကိုလည်းမွေးမြူနိုင်လာတာကြောင့်အစာအာဟာရပိုမိုလုံလောက်လာပါတယ်။ဒီလိုနဲ့လဲ့လဲ့သွားလာရာနေရာကနေပြီးတော့အမြဲတမ်းတနေရာထဲမှာပဲတည်တည်ချနေထိုင်ဖို့အခြေခံအဆောက်အုံတွေပေါ်လာခဲ့ပါတယ်။ Stone Age ဟာအခြေခံတည်ဆောက်ပေးတဲ့ခေတ်ဆိုရင် Bronze Age ကတော့လူသားတွေအပြည့်အဝပြောင်းလဲလာခဲ့တဲ့ခေတ်ပဲ။ကြောက်တုံးတွေကိုလက်နက်တွေစားလက်နက်တွေကိုကြေးလက်နက်တွေနဲ့အစားထိုးသုံးစွဲပြီးစီရင်နည်းပညာလူအသုံးဆောင်ပစ္စည်းတွေတဆင့်တက်ပြီးလူအဖွဲ့အစည်းဟာယဉ်ကျေးမှုစီးမြင့်စည်းကမ်းနဲ့နိုင်ငံရေးစနစ်စတာတွေတည်ထောင်လာခဲ့တာပဲဖြစ်ပါတယ်။တမိုင်းချင်းချုပ်ကိုပြောရရင် Bronze Age ကိုတမိုင်းပညာရှင်တွေခန့်မှန်းတာကအကျဉ်းအားဖြင့်ခရစ်တော်ပေါ်မီ BC 3300ခန့်ကမက်ဆိုပိုတေးမီးယားမှာစတင်ခဲ့တယ်လို့ယူဆကြပါတယ်။အဲဒီကနေဂရိ၊အီဂျစ်၊အိန္ဒိယနဲ့တရုတ်နိုင်ငံတွေအထိတဖြည်းဖြည်းပြန့်ကျဲသွားခဲ့တာပါ။ Stone Age မှာလူသားတွေကကြောက်နဲ့လက်နက်တွေလုပ်ခဲ့ကြပေမဲ့ Bronze Age ကတော့အဲ့ဒီတက်ပို့ပြီးအစစ်မြင့်တဲ့နည်းပညာတစ်ခုဖြစ်တဲ့ကြေးကိုထုတ်လုပ်လာနိုင်ခြင်းပါ။ကြေးဆိုတာကတော့တင်းနဲ့ကြေးမုံကောပါတို့ကိုပေါင်းစပ်ပြီးတခြားသတ္ထုနည်းနည်းထည့်လိုက်ရင်ပုံမူတန်မာတဲ့သတ္ထုတစ်ခုဖြစ်လာပါတယ်။ဒီလိုနည်းပညာကိုလူသားတွေသိရှိသွားတဲ့အချိန်မှာတော့တမိုင်းတစ်ခုလုံးဟာပြောင်းလဲသွားစေခဲ့တာပဲဖြစ်ပါတယ်။လူသားတွေကြေးကိုသုံးချပြီးလက်နက်ကရိယာအလားစဉ်ပစ္စည်းမျိုးမျိုးကိုစတင်လုပ်နိုင်ခဲ့ကြပါတယ်။အရင်တုန်းကကြောက်တုံးတွေကိုလက်နက်ဖြစ်သုံးချတဲ့အချိန်မှာလက်နက်တွေဟာအစင်ပြေလောက်တဲ့အခြေအနေရှိခဲ့ပေမဲ့အခု Bronze Age မှာတော့ကြေးနဲ့ဓာတ်လှန်လက်နက်လေးများလက်နက်မျိုးမျိုးကိုအယမ်းမြင့်မားစွာထုတ်လုပ်နိုင်ခဲ့တာပါ။ Bronze Age လူသားတွေဟာလေယာအတွက်လိုအပ်နေတဲ့ပစ္စည်းတွေကိုလည်းတိုးတက်အောင်ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ဒါကြောင့်စိုက်ပျိုးရေးကတော်တော်လေးအဆင့်မြင့်သွားပြီးလူတွေအစားအစာပုံမှုလုံလောက်လာကြတာပဲဖြစ်ပါတယ်။ကြေးခေတ်ထဲမှာလူသားတွေဟာအခြားအဖွဲ့အစည်းတွေစတင်ပြောင်းလဲလာတာကသက်ဆိုင်တာတစ်ခုကတော့ငကောကပဲအမဲလိုက်ပုံစံနဲ့နေထိုင်မှုပုံစံကနေစိုက်ပျိုးရေးနဲ့နေထိုင်ရာကြေးရွာတွေပေါ်လာတာပါပဲ။စိုက်ပျိုးရေးအဆင့်တက်လာတာနဲ့မြလူတွေဟာတနေရာထဲမှာပဲအမြဲတည်နိုင်တယ်လို့ကြေးရွာတွေကနေနောက်ဆုံးမြို့ဖြစ်ဖြည်းဖြည်းပေါ်လာခဲ့ပါတယ်။ကြေးရွာထဲမှာလူများစုအလုပ်ကိုတာမန်လုပ်သားဖြစ်စိုက်ပျိုးရေးတိရစ္ဆာန်မွေးမြူနေတာကြောင့်အစာမလုံလောက်သေးတဲ့ခေတ်တဲ့အရန်ကိုကွာသွားခဲ့တယ်။အစားအသောက်လုံလောက်ရရှိလာတာကြောင့်အချို့လူတွေကစိုက်ပျိုးမွေးမြူရေးအပြင်အခြားအလုပ်တွေဖြစ်တဲ့အလှဆွဲဆောင်တဲ့ပစ္စည်းပြုလုပ်ခြင်းစက်ပစ္စည်းပြုလုပ်ခြင်းနဲ့တန်တဲ့ကြေးကိုကျိုးချက်ခြင်းစတဲ့အလုပ်တွေကိုစတင်လုပ်နိုင်ခဲ့ကြပါတယ်။ဒီလိုနဲ့အလုပ်မျိုးစားလိုက်လူဖွဲ့စည်းမှာအတန်းစားတူတာမျိုးတွေပေါ်လာခဲ့တယ်။ခေါင်းဆောင်ဖြစ်လူတွေကိုချီးမြှောက်ထားကြပြီးအာဏာရှိသူနဲ့မရှိသူလိုမျိုးခွဲခြားပေါ်လာခဲ့တယ်။ဥပမာမိမိအုပ်ချုပ်နေတဲ့မြို့နယ်ထဲမှာတခြားသူတွေကိုညွှန်ကြားနိုင်သူကာကွယ်ရေးစစ်သားတွေရဲ့ခေါင်းဆောင်တွေဒီလိုအုပ်စုတွေထဲမှာအရေးကြီးဆုံးခန်းကဏ္ဍတွေရှိလာခဲ့တယ်။ဒီချိန်မှာပဲစီကစနစ်စတင်တည်ထောင်လာတယ်။စွမ်းအားကြီးသူတွေရဲ့စကားကိုတရားဖြစ်လိုက်နာခဲ့ကြပြီးအပြစ်ရှိသူကိုအပြစ်မှုမျိုးမျိုးပြစ်ဒဏ်ပေးစေတယ်။နောက်ပိုင်းမှာတော့တီးကြတဲ့ဥပဒေစာချုပ်တွေပေါ်လာဖို့အခြေခံအဆောက်အုံဖြစ်လာခဲ့ပါတယ်။ Civilization ဆိုတဲ့စကားကိုတူတူနဲ့ဆိုရမယ်ဆိုရင်လူသားတွေကြေးရွာကနေစတင်ပြီးမြို့ဖြစ်ဖြည်းဖြည်းပြောင်းလဲလာတဲ့အချိန်မှာနိုင်ငံဖွံ့ဖြိုးလာတဲ့အချိန်လို့သတ်မှတ်လို့ရတယ်။ဒီအချိန်မှာလူတွေဟာတာမန်အဖွဲ့လိုမဟုတ်တော့ဘဲယဉ်ကျေးမှုနဲ့လူအဖွဲ့အစည်းတွေတည်ထောင်သူတွေဖြစ်လာခဲ့ကြတာပါ။ Bronze Age လူသားတွေရဲ့ဘဝပုံစံဟာ Stone Age နဲ့တော်တော်ကွာခြားနေခဲ့ပါတယ်။သူတို့အိမ်တွေဟာဓာတ်ရိုက်ကြောက်ဆောင်တွေထဲမှာပဲမဟုတ်တော့ဘဲလေယာတွေကိုအခြေခံထားတဲ့ကြီးယာကြီးတွေကိုတည်ထောင်ခဲ့ကြပါတယ်။လူတွေအလုပ်တန်းလိုက်ခွဲခြားလာကြပြီးမုတ်ဆိုးလက်သမားစစ်သားအလုပ်သမားကျောင်းဆရာစတဲ့အခန်းကဏ္ဍတွေပေါ်လာခဲ့ပါတယ်။ဒါကြောင့်လူအဖွဲ့အစည်းထဲမှာအဆင့်အတန်းစနစ်ပုံမြင့်မားလာပြီးနိုင်ငံတစ်ခုဖြစ်တည်ဆောက်နိုင်တဲ့အခြေခံကိုပြီးခဲ့တာဖြစ်ပါတယ်။အစားအသောက်နေများကြောင့်လူတွေအရေးအတွက်တော်တော်မြင့်မားလာခဲ့ပြီးမြို့ကြီးတွေစတင်တည်ရှိလာခဲ့ပါတယ်။အချင်းချုပ်ပြောရရင် Stone Age ကနေ Bronze Age ကိုပြောင်းသွားခဲ့ခြင်းဟာလူသားသမိုင်းတွေအခြေခံအဆင့်အလွန်ကြီးမားသလိုယနေ့အချိန်ထိတက်ရောက်မှုတစ်ဖြည်းဖြည်းဆက်သွားခဲ့တာဖြစ်ပါတယ်။
Bronze Age ကနေလူသားတွေကိုနည်းပညာအသစ်တွေတည်ထွင်ဖို့အဖွဲ့အစည်းကြီးကြီးတည်ဆောက်ဖို့ယဉ်ကျေးမှုအသစ်တွေဖန်တီးဖို့အခြေခံပေးခဲ့ပြီးတကယ်အနာဂတ်လမ်းကြောင်းကိုဖန်တီးပေးခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ကြေးခေတ် Bronze Age ကနေလူသားသမိုင်းတွေမမိနိုင်တဲ့ခေတ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်နောက်ဗီဒီယိုမှာတော့တန်ခေတ်အကြောင်းဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ channel လေးကို follow လုပ်ထားကြပါဦးနော်